လဆင်သုံးပစ္စည်းတော်ဝယ်သည့်အခါမိန်းကလေးငယ်သည်သူမတွင်3ယူရိုလိုနေသည်ကိုသတိထားမိသွားသည်သူမတွင်စုဆောင်းထားသောငွေတစ်ပြားတစ်ချက်မှမရှိတော့သဖြင့်ပစ္စည်းကိုပြန်ထားရန်ပြင်လိုက်သည့်ထိုစဉ်သူမနောက်တွင်ရှိနေသောအတန်းဖော်ကောင်လေးတစ်ယောက်ကကိုကာကိုလာနှစ်ပလင်းကိုကောင်းတာပေါ်တင်လိုက်ပြီးအားလုံးအတွက်သူပဲရှင်းမိဟုရောင်းသူကိုပြောလိုက်သည်မိန်းကလေးငယ်သည်ထိုကဲ့သို့မိန်းကလေးသုံးပစ္စည်းတစ်ခုကိုဝယ်နေသည်ကိုသူများမြင်သွားသဖြင့်အလွန်ရှက်သွားတော့လဲကျေးဇူးတင်စကားကိုတော့ကိုယ်တိုင်ပြောခြင်းကဲ့ဒီသူမသည်ကောင်လေးနောက်သို့အပြေးလိုက်သွားပြီးနင့်ကိုဆက်သွယ်လို့ရမယ်နည်းလမ်းရှိမလားငါပတ်စံပြန်ပေးခြင်းလို့ပါဟုမေးလိုက်သည်သို့တော့ကောင်လေးကပတ်စံပြန်မယူလို့ပေသူသည်သူမလက်ထဲမှသပင်စည်းကွင်းလေးကိုသာယူလိုက်ပြီးဒါကိုပဲအကျွေးဆက်တယ်လို့သဘောထားလိုက်မယ်ဟုပြောခဲ့သည်သူ့ကိုစိန်ခံကားတစ်စီးဖြင့်လာကြိုသည်ကိုမြင်လိုက်ရမှသူသည်ကျောင်းတွင်နာမည်ကြီးသောတထေးသားအမွေဆက်ခံသူဖြစ်ကြောင်းသူမသိလိုက်ရသည်အိမ်ပြန်ရောက်သောအခါသူမ၏အမေသည်အမျိုးသားတဦးနှင့်ပြင်းပြင်းထန်ထန်ရန်ဖြစ်နေသည်ကိုတွေ့ရပြန်သည်ဒီဝင်ထုတ်ဝင်ဖို့တမီးဖြစ်သူတာမရှိရင်သူကငါ့ကိုထားခဲ့မှာမဟုတ်ဘူးငါလည်းတထေးနဲ့အိမ်အောင်ကြပြီးကောင်းကောင်းမွန်မွန်နေရမှာဟုအမေဖြစ်သူကညှဉ်းညူနေသည်ငယ်စဉ်ကလေးကသူမ၏အမေသည်ရီးစားများကိုခဏခဏလဲခဲ့သဖြင့်သူမသည်အမျိုးသားများစွာကိုဦးလေးဟုခေါ်ခဲ့ရသည်ထိုကဲ့သို့သောမိဘမဲ့တဖွဲဆင်းရဲသည့်မိသားစုအခြေအနေကြောင့်သူမသည်ကျောင်းမှထောက်ပံ့ကြေးကိုတောင်းခံခဲ့ရသည်သို့သောလဲထိုမိန်းကလေးသည်ပညာရေးတွင်ထူးချွန်သူဖြစ်သည်စာမှုဝဲတိုင်းတွင်ကျောင်းတိုင်းအဆင့်3အတွင်းအမြဲဝင်သည်တင်းသည်သူမနှင့်ထိုကောင်လေးကြားတွင်ရှိသောတခုလေးသောတူညီချက်ဖြစ်သည်အတန်းဖော်တယောက်ကကောင်လေးကိုနင်းနဲ့အမြဲတမ်းအမတ်တူပြီးပထမရနေတဲ့အဲ့ဒီကောင်မလေးကိုတီလာဟုမေးရကောင်လေးကမသိဘူးဟုဖြေခဲ့သည်မိန်းကလေးငယ်သည်သူမနာမြေကိုတော့မမှတ်မိသည့်အတွက်စိတ်မကောင်းဖြစ်သွားတော့လဲချက်ချင်းပင်စိတ်ပြန်ဖြစ်လိုက်သည်ပညာရေးပိုင်းတွင်သူတို့ကြားကကွာဟချက်မှာဝသူည1မီလီမီတာသာရှိတော့လဲလက်တွေ့ဘဝတွင်မူသူတို့ကြား၌ဖြတ်ကျော်၍မရသော6ကြီးတစ်ခုရှိနေသည်ထို့အပြင်ထိုကောင်လေးတွင်မျိုးရိုးမြင့်မိသားစုချင်းဆစ်ဆက်ထားသည့်အတန်းကောင်းဆောင်မိန်းကလေးတဦးရှိပြီးသားဖြစ်သည့်တနေ့တွင်မိန်းကလေးငယ်၏သပင်စည်းကွင်းပြတ်သွားပြီးဆံရွယ်များပခုံးပေါ်သို့ဝဲကျလာသည်ဘာလို့ရမှန်းမသိဖြစ်နေစဉ်ရင်းနှီးနေသောသပင်စည်းကွင်းလေးတစ်ခုသူမရှိသို့ရောက်လာသည်ကောင်လေးကသူမကိုမေ့မသွားခဲ့ပေသူမနာမြင်နှင့်ဝက်ဝင်ရုပ်ပုံပါသောသပင်စည်းကွင်းလေးကိုပါသူမှတ်မိနေသည်သူမ၏ထူးချွန်သောရလက်များကသူအာယုံကိုဖန်ဆားထားခဲ့ခြင်းဖြစ်သည်သူသည်သူမထံလာပြီးစာအုပ်ထဲကပု္ပ္ပစာအချို့အကြောင်းဆွေးနွေးကသူမ၏တွက်နည်းအချို့တွင်အမမပါတင်ကြောင်းထောက်ပြပြောဆိုသည်ထိုနေ့ကသူတို့နှစ်ဦးအကြာကြီးစကားပြောဖြစ်ခဲ့ကြသည်မိန်းကလေးငယ်ကသူမ၏ခက်ခဲသောမိသားစုအခြေအနေနှင့်သူတို့သည်လောကချင်းမတူညီကြောင်းပြောပြခဲ့တော်လဲကောင်လေးကထိုအချက်ကိုဂရုမစိုက်ဘဲသူမ၏အမှတ်များပိုကောင်းလာစေရန်အကြံပေးခဲ့သည်သူသည်သူမနှင့်တက္ကသိုလ်တစ်ခုတည်းတက်ချင်ကြောင်းပြောခဲ့သည်ထိုကတိစကားကမိန်းကလေးငယ်၏ရင်ထဲတွင်ပထမဆုံးသောအချစ်စိတ်ကိုနိုးကြစေခဲ့သည်သူမသည်လည်းသူနှင့်အတူလေနှလုံးလုံးအတန်းဖော်ဖြစ်ဆက်ရှိနေခြင်းတစ်ဖြင့်သူ၏အဆိုပြုချက်ကိုလက်ခံလိုက်သည်ထို့နောက်ပိုင်းတွင်သူတို့အတူတူစာလုံးရင်းအချိန်များစွာကုန်ဆုံးခဲ့ကြသည်အချစ်များစတင်နေချိန်မှာပင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရောက်လာသည်သို့တော့သူမ၏အမေကကျောင်းလာခပေးစရာမလိုသည့်ဆရာတက်တင်ကြောင်းကိုသာတက်စေခြင်းသည်ကောင်လေးတည်သွားသောအခါအလွန်ဒေါသထွက်သွားသည်ဘာလို့ဆရာတက်တင်ကြောင်းကိုရွေးမှလဲနင်ဒီထက်အများကြီးကောင်းတဲ့တက္ကသိုလ်ကိုတက်နိုင်တာပဲအမေကပြောတယ်မိန်းကလေးတစ်ယောက်အတွက်အဲ့ဒီကျောင်းကအကောင်းဆုံးပဲတဲ့ဒါဆိုနင်ကောဘာဖြစ်ချင်တာလဲငါဆန္ဒကအရေးမပါပါဘူးသူမ၏စကားများကြောင့်သူပို၍စိတ်တူသွားသည်သူမ၏အရေးချင်းဖြင့်တက္ကသိုလ်ကြီးတစ်ခုကိုတက်ပြီးပွဲရပြီးတနေ့အတွင်းမှာတင်သူမကိုယ်တိုင်ရက်တည်နိုင်ပြီဖြစ်သည်ထို့ပြင်သူတို့တက္ကသိုလ်တစ်ခုလည်းတက်မည်ဟုဂတိပေးထားသည်မဟုတ်ပါလားမိန်းကလေးငယ်ကသူတို့မှာဘဝချင်းမတူညီကြောင်းထပ်ပြောပြန်သည်ကောင်လေးကမတူညီတဲ့လူဆိုတာဒီလောကမှာနေရာတိုင်းရှိတယ်ဟုစိတ်လှုပ်ရှားစွာတုံ့ပြန်ပြီးသူမကိုလူကြောက်ဟုပြောလိုက်သည်မိန်းကလေးငယ်ကသူမ၏နေရာတွင်ဝင်ခံစားကြည့်ရန်ပြန်ပြောသည်အကယ်၍သူသာဆင်းရဲလျင်သူလည်းဤကဲ့သို့ပင်ဆုံးဖြတ်မိလိမ့်မည်ဖြစ်ကြောင်းပြောသည်ဘာတွေဖြစ်နေလဲငါ့ကိုပြောပါဘာလို့ငါ့ကိုမပြောတာလဲဘာလို့ငါကနင့်ကိုပြောပြရမှာလဲဘာလို့လဲဆိုတော့ငါနင့်ကိုချစ်လို့ပဲထိုရုပ်တရက်ဝင်ခံစကားကြောင့်သူမဘာပြန်ပြောရမှန်းမသိပဲငြိမ်သက်သွားသည်ကောင်လေးကသူမကိုရီးစားအဖြစ်တွဲမိလားမတွဲဘူးလားဆိုသည်ကိုချက်ချင်းအဖြေတောင်းသည်မိန်းကလေးငယ်ကပွင့်ပွင့်လင်းလင်းပင်တကယ်တော့ငါလည်းနင့်ကိုချစ်ပါတယ်ဟုပြန်ဖြေလိုက်သည်သူသည်အလွန်ဝမ်းသာသွားပြီးသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်သည်မကြာမီရလက်များထွက်လာသည်မိန်းကလေးငယ်သည်918မှတ်ရရှိသဖြင့်အံ့အားသင့်သွားသည်သူမကြိုက်သည့်တက္ကသိုလ်ကိုရွေးချယ်နိုင်သည်ကောင်လေးသည်လည်း918မှတ်ရရှိခဲ့သည်သူတို့နှစ်ဦးစလုံးသည်ပြည်နယ်အတွင်းအမှတ်အများဆုံးပထမဆုကိုဦးတွဲရရှိခဲ့ကြသည်သို့သောပြဿနာဟောင်း